နေခါနေတာပဲလက်ကြီးစိုးနေလို့ထင်တယ်အဲ့လိုပဲကိုဒီလိုယူကတော့နှစ်ပုံလောက်ရှိတယ်မှာနိုင်ငံမှာဒီတော့ဘောပဲမြင်ရအောင်ဘောနောက်ကဘောပဲဘောအဲ့ဘောတော့လေဖြုတ်ကြည့်လို့ပဲရတော့ပါမြင်ရလဲခါနေအောင်ကြည့်ကိုကလည်းမချင်းတယ်လို့ခါနေရတယ်မြင်ရလဲဖင်းကိုခါနေအောင်ကြီးတယ်ခါရီမကြိုက်တာဒီတော့တောင်းမောလို့တော့ကြာတော့ခါလားဘာစကူမှလည်းမချင်းတော့ဘာစရင်မှလည်းမချင်းတော့ခါလေးနဲ့မသိလို့ရှားပွဲရတာဆိုအဲ့ခါနေမှခေနေမှာကုန်းမချင်းတယ်လို့ခါနေတယ်ဟုတ်လားဒီဘောလားခါနေမှခေနေမှာလည်းခါနေမှကမြင်းဆိုလည်းခါလာသူကခါညောထိလားမထိလားဆိုတော့ခံစားမှုတွေကအသိရတယ်ချားလူတွေလည်းစားတယ်ချားလူတွေကတော့လိုက်တိုင်းထိရတယ်ဆိုတော့ထိတင်ရမှာကိုမကြီးတဲ့ကိုရလျှောက်ပြင်းနေတဲ့လူတွေရဲ့ခံစားချက်ကကြတော့ထိပါမလားဆိုတဲ့ခံစားချက်ချိန်တဲ့လူတွေကကြတော့ထိသွားတယ်ဆိုတဲ့ခံစားချိန်တဲ့လူတွေကပို့ပြီးတော့ဖြောပြမှုပေးမယ်လို့ထင်တယ်မြင်ရမကြည့်အဲ့တော့အရင်ကစိတ်လို့ကြောက်ပွဲဆိုဒီလိုမျိုးမှလည်းခါနေမှတက်လာရှူလိုက်မရှူလိုက်တော့ခါနေမှစကုတ်ဆိုတာလည်းခါနေမှဒီဘောကကြတော့လည်းဘောတွေများထင်တာတော့တော်တယ်လက်လောက်စကုတ်တိတ်မချင်းတဲ့လူအဲဒီအနာတိုင်းမှာနေဝမ်းသာပါဆိုရင်တော့ဒီကွင်းလေးမှာဆော့တယ်နော်ဒီကနေတော့ပဲလက်နဲ့ trade ပြီးတော့တကယ်ကျန်းတဲ့နေရာတွေဟိုကျန်းတဲ့မြေပုံတွေမှာကစားတယ်ပေါ့နော်။ပြီးတော့ကိုရောက်ရင်ဘာမှမထူးတယ်နော်။ဟိုစကီးလည်းဘာမှမသိကြတယ်ဆင်းတော့ပဲဆင်းတယ်။အဲဒီမှာဆန်းဟောဆင်းမယ်ပါလာလိုက်လို့ဆင်းမယ်ကျန်းတဲ့နေရာတွေဟိုမှာရက်ကြောင်းလို့ပါတော့တော့မှနေတဲ့လူတွေဟုတ်ပါဘာမှမဟုတ်ဘူးအဆင်းမသေးသွားပြန်ဟာဟိုကတက်တော့မရသေးသူကတည်သွားပြီလမ်းကြည့်မြင်ပါလေမလန်နေတဲ့ဟိုကတက်တော့မရသေးသူကတည်သွားပြီသူတို့ကြရအောင်လို့ကိုကတက်ကောက်အောင်လို့နဲ့တူရင်းနဲ့ကြာပါကိုလည်းဒီလိုတော့တာဖြစ်သွားကိုကလိုက်တည်အဲ့ရနည်းနည်းလေးညီမှာပေါ့ကိုကလည်းဟိုက train တော့မဆုံးမတန်နေတာလေးဘက်ကိုလာဆော့ပါတော့အဲ့ဝက်စားရင်တည်ဒီမှာကျတော့သူက record ပါညာလေးရှိရတော့ဆင်းပြီးနေတော့ဖွဲ့ကလေးနဲ့ကိုယ်က crew တွေနဲ့ပဲကိုအစုချောင်းလို့အမခါစကုတ်ကရှိုးဒီချိန်ရတာခါနေလေးကိုမှချိန်တာခါနေပြတ်ရိုက်ပလိုက်ရမလားခါနေရတယ်လူခါနေလေးနဲ့ပေါ့ဒီနေရခံစားဖို့တစ်ထည့်ရောက်စကွက်ညီလို့ရှိရင်ခါနေတယ်ချစ်ကန်တော့စားရတာခါနေတဲ့ချစ်ကန်စားရတာ